ဒီမှာပြဆိုခါနာလီယာဆိုတာ2 နှစ်လောက်ရှိပြီကျွန်တော်စမ်းကြည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်ခြေမမှာသူကကျင်တယ်ပေါ့နော်ခြေမမှာကျင်တယ်ခြေမမှာကျင်တယ်ဆိုတော့ခါရွေးနာမည်4 နဲ့ 5ကြားမှာထွက်လာတဲ့အောင်ကျော်နာမည် L5 မှာအောင်ကျော်ပြီနေတယ်ပေါ့နော်အဲ့တော့ညာအိယာဝန်ခံဒီနာတဲ့ case တွေအများစုကခစစ်ကျွန်တာ PID လို့ခေါ်တယ်ပေါ့နော်ဒီ disc bulging လို့ခေါ်တယ်ဒီ disc bulging ဆိုတာဒီခစစ်ယူအရွတ်ပြားလေးကအနောက်ကိုကျွန်တဲ့ဝေဒနာပြဿနာတွေနည်းနည်းရှိတယ်ပေါ့နော်2 နှစ်လောက်ကြာပြီကျွန်တော် SLR test နဲ့ကျွန်တော်ခုနကခြေထောက်မြောက်ပြီးစမ်းကြည့်လိုက်တဲ့အခါမှာတော့သူက side effect sign မရှိဘူးနော်အဲ့တော့ဒီမှာကျွန်တော် lifestyle ကိုကျွန်တော်မေးကြည့်တော့အမကတရက်တာမှာဆိုရင်သူကမတ်တရက်တာများတယ်ကဲအဲ့တော့ကျွန်တော် lifestyle modification လေးကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ပြမယ်နော်ဒီမှာကျွန်တော် ancient မှာဖြစ်တဲ့အတွက်သူကမတ်တရက်တာများတယ်မိဖို့ကြောင့်လည်းမှာသူကအချိန်ကုန်တယ်ပေါ့နော်အဲ့ကျွန်တော်မိဖို့ကြောင့်လည်းမှာကျွန်တော်အုတ်ခဲလေးတစ်ခဲအဲ့လိုထားခံလိုက်တယ်အခါထဲမှာနာလာတယ်ဆိုရင်အုတ်ခဲလေးပေါ်ချောက်လေးအဲ့လိုတင်လိုက်ပါပြီးရင်ဘက်ပြောင်းလိုက်ညောင်းလိုက်ဘက်ပြောင်းအဲ့တိုင်းလေးဒါ very easy နောက်တော့လွယ်လွယ်လေးပါနော် okay နောက်တစ်ခါဒီအမာကြီးမှာဆိုရင်သူကဒီ level မှာကျွန်တော်တွေ့တာကဒီမှာနောက်ကုတ်ကြီးပေါင်းလို့ခေါ်တယ် Dorothy's ham ပေါ့နော်အဲ့ ham ကိုကျွန်တော်တို့ဘယ်လိုလေ့ကျင့်ခန်းတွေပေးရမလဲဆိုရင် chin tag လို့ခေါ်တယ် YouTube မှာလည်းတကူရှာလို့ရရနော် okay အဲ့ဒါလေးကိုလုပ်ပြီးရင်ဒါကောင်းတယ်ပြီးတော့ဒီဟာဖြစ်လာပြီဆိုရင်ကျွန်တော်တို့ခေါင်းကလည်းဒါမြင့်လာတယ်အဲ့နဲ့နော်သူအခြေအနေဆိုးလာပြီဆိုရင်ခေါင်းလှည့်လို့မရတော့ဘူးသူကနော် okay